လေးတွေခဏစုံစမ်းကူကသွားရစမြဲဘယ်ရမှာမမြဲတတ်တဲ့အရေးတွေပဲလေငယ်ချင်းစိတ်ပြပါနဲ့ဒါဟာလူဘဝအရာသာပဲအနိုင်နဲ့ဆိုအဆိုးကောင်းကြမင်းနေလိုက်ပါအရာရာတိုင်းကမမြဲတဲ့တရားမို့ဟိုတငယ်ချင်းမင်းအားမငယ်နဲ့လဲကြရင်ပြန်ထားရင်ပေါ်တရားများနဲ့မင်းပြောလိုက်ပါလူဟာမြဲမရှုံးနိုင်ဘူးရှေ့ဆက်ပါမင်းယုံကြည်ချက်တွေဘယ်တော့မှမစွန့်နဲ့ချင်းချင်းရဲ့ဘွားကြုံမဲ့နေမြင်လောကဓာတ်များကံကြမ္မာကအမြဲတမ်းတော့မစိုးနိုင်ဘူးလေတကယ်ချင်းအစိမ်လျှော့နေအောင်အစင်မပြေခြင်းကအိမ်မများနာစရာတွေမင်းဘွားမှာခဏသာလေးပါရာရာတိုင်းကမမြဲတဲ့တရားမို့ဟိုတငယ်ချင်းမင်းအားမငယ်နဲ့လဲကြရင်ပြန်ထားရင်ပေါ်တရားများနဲ့မင်းပြောလိုက်ပါလူဟာမြဲမရှုံးနိုင်ဘူးရှေ့ဆက်ပါမင်းယုံကြည်ချက်တွေဘယ်တော့မှမစွန့်နဲ့အရာရာတိုင်းကမမြဲတဲ့တရားမို့ဟိုတငယ်ချင်းမင်းအားမငယ်နဲ့လဲကြရင်ပြန်ထားရင်ပေါ်တရားများနဲ့မင်းပြောလိုက်ပါလူဟာမြဲတော့မရှုံးနိုင်ဘူးရှေ့ဆက်ပါမင်းယုံကြည်ချက်တွေဘယ်တော့မှမစွန့်နဲ့ဆက်ပါမင်းယုံကြည်ချက်တွေ